ပရိသတ်များအားလုံးပဲမင်္ဂလာပါစင်ဒီနွတ်ချန်နယ်နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်လက်ရှိမြန်မာနိုင်ငံရဲ့ဒေသအသီးသီးမှာကြုံနေရတဲ့စံချိန်တန်ရေကြီးရေရှမ်းမှုတွေကြောင့်ပြည်သူအများအများဟာအိုအိမ်စီစဉ်တွေဆုံးရှုံးရပြီးအခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်နေကြရပါတယ်ရုပ်သေးချရောက်လာတဲ့သဘောအပင်အန်ဒီရဲ့ကြောင့်အစအသာတောက်တုံးရည်နဲ့အရေးပေါ်ဆေးဝါးတွေအလွန်အမက်လိုအပ်နေသလိုနေထိုင်စရာအမိုးအကာမေးသွားကြတဲ့ဒုက္ခသည်တွေရဲ့အခက်အခဲတွေကြောင့်မှကုညီကေစရေးလုပ်ငန်းတွေကိုလည်းအပြတ်အဆိုင်လှုပ်ဆောင်နေကြရပါတယ်အခုလိုခက်ခဲစိန်ခေါ်မှုတွေနဲ့ပြင်းပြနေတဲ့အခုချိန်လိုမျိုးပေဒုက္ခသင်ပြည်သူတွေအတွက်ကြီးမားတဲ့အအားတရဖြစ်စေခဲ့တာကတော့ပြည်သူအချစ်တော်အနုပညာရှင်တွေနဲ့စေတနာရှင်တွေရဲ့အချိန်ကိုက်ထောက်ပံ့ပေးမှုတွေပဲဖြစ်ပါတယ်အခုလိုမျိုးလူသက်မှုတွေထင်မှလူမှုခွင့်ရပေါ်မှာအထူးပဲအာရုံစိုက်ချခံခဲ့ရပြီးလက်စားကုန်ယူပွဲရတဲ့ကောင်းတစ်ခုကတော့ပြည်သူအချစ်တော်ထိတ်တန့်မှုတွေနဲ့တရုတ်ဆောင်ပိုင်းတစ်ခွန်ကပေဒုက္ခသည်တွေအတွက်ချက်သိမ်းပေါင်းတစ်ထောင်တီလှူဒန်းလိုက်တဲ့တဲ့ပဲဖြစ်ပါတယ်ဒီတဲ့ဟာနေပါတဲ့ပမာဏမဟုတ်ပဲဒုက္ခရောက်နေကြတဲ့ပြည်သူတွေအတွက်အမှန်တကယ်အကျိုးရှိစေမယ့်အလှူကြီးတစ်ခုဖြစ်ခဲ့ရပါတယ်အနုပညာရှင်တယောက်အနေနဲ့မိမိရဲ့စူးစမ်းအားထုတ်မှုကနေရရှိလာတဲ့စီးပွားဥစ္စာတွေကိုပြည်သူတွေဒုက္ခရောက်ချိန်မှာအခုလိုရပြန်လဲလှူဒန်းပေးခဲ့တာကြောင့်ပြည်သက်တွေကြမှာအထူးပဲချီးကျူးစရာဖြစ်ခဲ့ရပါတယ်။ပိုင်းတစ်ခွင်ရဲ့အခုလိုချက်သိန်းတစ်ထောင်လှူဒန်းလိုက်မှုဟာရေပေးတန်းတေရာတီဒုက္ခတွေတွေအတွက်လိုအပ်နေတဲ့အခြေခံစားသောက်ကုန်များတောက်တုံးရည်များအဝတ်အထည်များအရေးပေါ်ဆေးဝါးများအပြင်ရေပြင်ကြားသွားတဲ့အခါအိမ်ထောင်စုအလိုက်ပြန်လဲတည်ထောင်ရေးလှုပ်ဆောင်ရမယ့်နေရာများသောအတိအကသုံးဆွဲသွားမှာဖြစ်ပါတယ်ရေပေးကေစေရဲ့အဖွဲ့အစည်းတွေနဲ့စနစ်တကျပူးပေါင်းပြီးအမှန်တကယ်လိုအပ်နေသူတွေရဲ့လက်ထက်ကိုအမြဲဆုံးနဲ့အထူးရောက်ဆုံးရောက်ရှိအောင်စီစဉ်ဆောင်ရွက်ပေးတာကိုလည်းသိရှိရပါတယ်။သူဟာအရင်ကလေးကလူမှုကွန်ရက်နဲ့ပါရဟိတလုပ်ငန်းတွေကိုတန်နိုင်သမျှဆောင်ရွက်ပေးလေ့ရှိပါတယ်။အခုလိုအမျိုးသားရေးအစံကြုံတွေ့နေရတဲ့တဘဝပေးအန်ဒီရဲ့အချိန်မှာလည်းအချိန်မဆိုင်ပဲစေသွက်ကကူညီပေးခဲ့တာဖြစ်ပါတယ်။ဒီလူသက်မှုတွေဟာလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပြည့်နှက်သွားခဲ့ပြီးနောက်ပြည်သူအများပြားကပိုင်တစ်ခွက်ရဲ့စေတနာနဲ့တရားတရားကိုအတိမတ်ပြုကဝမ်းမြောက်တာတူခေါ်ဆိုကြပါတယ်။ဒါရင်မကပဲသူရဲ့လူသက်မှုဟာဒုက္ခရောက်နေသူတွေအတွက်မျှော်လင့်ချက်အလဲရောက်တစ်ခုဖြစ်စေခဲ့တယ်လို့အခြားသောစေတနာရှင်များစီးပွားရေးလုပ်ငန်းရှင်များနဲ့အနုပညာရှင်များကိုလည်းရေပေးကေစေရေးမှာဝိုင်းပါဝင်လာကြဖို့တိုက်တွန်းပေးလိုက်တယ်လို့ဖြစ်ခဲ့ရပါတယ်။ပြည်ဒုက္ခနဲ့ကြုံတွေ့နေရချိန်မှာပြည်သူတွေချစ်ခင်ရတဲ့အနုပညာရှင်တယောက်ကပြည်သူတွေနဲ့တည်တည်ပေးလိုက်တာဟာငွေကြေးတန်ဖိုးထက်မိပုံမနဲ့ရှိုက်တဲ့စိတ်တရေးရာခွန်အားကိုဖြစ်ပေါ်စေခဲ့တာပါ။ပြည်ဒုက္ခနဲ့ကြုံတွေ့နေရချိန်မှာပြည်သူတွေချစ်ခင်ရတဲ့အနုပညာရှင်တယောက်ကပြည်သူတွေနဲ့သူရက်တည်ပြလိုက်တာဟာငွေကြေးတန်ဖိုးထက်ပုံမနဲ့ရှိုက်တဲ့စိတ်တရေးရာခွန်အားကိုဖြစ်ပေါ်စေခဲ့ပါတယ်။ပိုင်းတစ်ခွဲဟာပြည်သွင်းမှာတဲ့မကပဲပြည်ပအထိပါပြည်တအားပေးမှုကိုအခိုင်အမာရရှိထားတဲ့အနုပညာရှင်တယောက်ဖြစ်တာကြောင့်သူရဲ့လှုပ်ဆောင်ချက်တိုင်းဟာပြည်သက်တွေအပေါ်တယောက်မှုရှိခဲ့ပါတယ်။မိမိရရှိထားတဲ့အောင်မြတ်မှုနဲ့ရေပန်းစားမှုကိုကောင်းမွန်တဲ့ပါရိတလန်ကြောင်းမှာအသုံးချပြီးပြည်သူအကျိုးကိုကျေးဇူးဆောင်ရွက်ပြခဲ့တာဟာအနုပညာရှင်ကောင်းတယောက်ရဲ့စံနမူနာကောင်းကိုပြသလိုက်တာလည်းဖြစ်ပါတယ်။တဘောပင်အန်ဒီဆိုတာခံဖန်လို့မရနိုင်ပေမဲ့အခုလိုဝိုင်းကူညီပေးကြတဲ့စေတနာရှင်တွေရဲ့လက်သွေးမှုတွေကြောင့်အခက်အခဲတွေကိုအမြဲဆုံးကျော်လွှားနိုင်မယ်လို့အားလုံးကယုံကြည်နေကြရပါတယ်။နေကုန်းချုပ်အဖြစ်ပြောရရင်တော့အနုပညာရှင်ပိုင်းတစ်ခွန်ရဲ့ချက်သိန်းတစ်ထောင်လိုတဲ့မှုဟာရေပေးတဲ့ဒုက္ခတွေကိုဝန်နှစ်ပူဆွေးမှုကြားရတဲ့အာကိုစရာလက်တွေ့ဖို့တစ်ခုဖြစ်ခဲ့ရပါတယ်။အခုလိုမျိုးဒုက္ခရောက်နေကြတဲ့ရေပေးတဲ့ပြည်သူအပေါင်းတို့အနေနဲ့လည်းစိတ်တမကြပဲချင်းခံကြော်လွှားနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးရမိမိတို့တက်နိုင်တဲ့ဖက်ကနေဝိုင်းကူညီပေးကြရင်စေတနာရှင်အပေါင်းကိုလည်းလေးစားကွန်ပျူအပ်ပါတယ်ကျွန်တော်တို့အားလုံးရဲ့စည်းလုံးမှုစေတနာနဲ့ကူညီပေးမှုတွေနဲ့အတူတည်ကြရောက်နေတဲ့တဘောပေးအန်ဒီရဲ့ဆိုကြီးကိုအောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်